ဒီမိုကရေစီရည်မှန်းချက်တူကြရင် PDF တွေဥပဒေဘောင်ထဲဝင်ခဲ့ဖို့မင်းအောင်လှိုင်ကပြောဆိုပြီးအပြစ်ရဲ့ဂျိုင်းသားတွေဂတိကဝက်ချိုးဖောက်ကငြိမ်းချမ်းရေးလမ်းကနေတွေ့ပြီးခဲ့တယ်လို့အပြစ်တင်လိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဒီမိုကရေစီရည်မှန်းချက်ချင်းတူရင်ဥပဒေဘောင်ထဲ PDF တွေဝင်ခဲ့ဖို့ဖိတ်ခေါ်တယ်လို့ထုတ်ဖော်ပြောဆိုပါတယ်။ပြည်ုံးတွေမှာလုပ်တဲ့စစ်တပ်ကသူကျောင်းစင်းပွဲမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကအဲ့ဒီလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ဒီမိုကရေစီကိုနောက်ပြန်ဆွဲနေတာကလက်နက်ကင်လမ်းစဉ်ဖြစ်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ရည်မှန်းချက်ချင်းတူညီကြရင် PDF တွေနဲ့လက်နက်ကင်တွေဥပဒေဘောင်ထဲဝင်ခဲ့ကြဖို့ဖိတ်ခေါ်တယ်လို့မင်းအောင်လှိုင်ကပြောဆိုတာဖြစ်ပါတယ်။ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကင်လမ်းစဉ်ကြောင့်ဖြစ်တယ်ဆိုတာရှုမြင်ဖို့အချိန်ကျနေပြီဖြစ်ပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုရည်မှန်းချက်တူကြရင်ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီး PDF အပါအဝင်လက်နက်ကင်အဖွဲ့တွေအနေနဲ့ဥပဒေဘောင်တွင်ဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုးစိုးဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းပြောကြားလိုတယ်လို့မင်းအောင်လှိုင်ကပြောပါတယ်။ဒါအပြင်အပြစ်ရထားတဲ့ဂျိုင်းသားလက်နက်ကင်တွေအနေနဲ့နိုင်ငံရေးအပြောင်းလဲဖြစ်စဉ်ကိုအကြောင်းပြလက်ညှိုးထိုးပြီးဂတိကဝတ်တွေချိုးဖောက်လို့ငြိမ်းချမ်းရေးလမ်းကြောင်းကနေတွေးဖယ်သွားတယ်လို့မင်းအောင်လှိုင်ကအပြစ်တင်ပြန်ပါတယ်။ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားကိုလက်ညှိုးထိုးပြီး NCA မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ဂျိုင်းသားလက်နက်ကင်အဖွဲ့တို့ဟာရှိထားပြီးသားဂတိကဝတ်တွေကိုချိုးဖောက်ပြီးငြိမ်းချမ်းရေးလမ်းကြောင်းတွေးဖယ်မှုပြုလုပ်ခဲ့ကြတယ်လို့မင်းအောင်လှိုင်ကဆိုပါတယ်။မင်းအောင်လှိုင်ကစစ်တပ်အနေနဲ့နိုင်ငံအတွက်အဓိကအရေးကြီးတဲ့အခမ်းကဏ္ဍကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီးငြိမ်းချမ်းရေးလိုချင်ရင်ဖြစ်တဲ့ဖြစ်ထိုက်တာကိုပဲတောင်းဆိုရမယ်လို့မင်းအောင်လှိုင်ကအထက်စီးကနေပြောဆိုသွားပါတယ်။ရွေးကောက်ပွဲကိုမကြာမီမှာကျင်းပမှာဖြစ်ပေမဲ့ဖျက်လို့ဖျက်ဆီးလုပ်နေသူတွေကရွေးကောက်ခံဆိုရပေါ်လာရင်နေရာပြောက်မှာဆိုလို့ရွေးကောက်ပွဲကိုဖျက်ဆီးနေကြတာလို့သူကဆက်လက်အပြစ်ဖို့သွားပါတယ်။တီဘောတွင်စစ်သား2ဦးကပြည်သူနေများကိုဝင်ရောက်နှမျှတိုက်ပြီးပစ္စည်းများလူယူသွားမှုစစ်အရာရှိတန်းတိုင်ကြားသောအခါမှာဆိုလာပြားနဲ့ဘက်ထရီအိုးသာပြန်ပေးပြီးငွေနဲ့စားသောက်ကုန်များပြန်မပေးကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်တွင်စစ်သား2ဦးကပြည်သူနေများကိုဝင်ရောက်နှမျှတိုက်ပြီးပစ္စည်းများယူဆောင်သွားမှုစစ်အရာရှိတန်းတိုင်ကြားသောအခါမှာဆိုလာပြားနဲ့ဘက်ထရီအိုးသာပြန်ပေးပြီးငွေနဲ့စားသောက်ကုန်များပြန်မပေးကြောင်းရှမ်းဒေသအခြေစိုက် SSPP Info ကသတင်းထုတ်ပြန်လိုက်ပါတယ်။နိုဝင်ဘာလ28ရက်နနက်အစောပိုင်း2:20မိနစ်အချိန်တီဘောမြို့နယ်မိုးရီကျေးရွာအုပ်စုကွန်ဆာလက်ကျေးရွာရှိနေအိမ်တစ်လုံးအတွင်းအကြမ်းဖက်စစ်သား2ဦးကဝင်ရောက်ပြီးအင်ရှင်များကိုတနက်ဖြန်ထောက်ကနေအိမ်နဲ့ဈေးဆိုင်ရာတွင်ကိုမှွေနှောက်ကငွေကျပ်9သိန်းတန်ဖိုးရှိပစ္စည်းများနဲ့ငွေသားများကိုယူဆောင်သွားကြောင်းအလားတူရင်းတဲ့နနက်စောပိုင်း4နိုင်ဝန်းကျင်၌လည်းအခြားနေအိမ်ဈေးဆိုင်တွင်သို့ဝင်ရောက်ကအင်ရှင်များကိုတနက်ဖြန်ထောက်ထားပြီးပစ္စည်းများကိုမှွေနှောက်ယူဆောင်သွားကြောင်းသိရှိရပါတယ်။အင်ရှင်ကလည်းစစ်သားဆိုတော့တကားဖွင့်ပေးတာအိမ်ထဲရောက်တာနဲ့တနက်နဲ့ထောက်ပြီးဆိုင်တဲ့အိမ်ထဲကပစ္စည်းတွေမှွေတော့တာကုန်ပစ္စည်းတွေပတ်စံတွေယူသွားတယ်။နှစ်အိမ်စလုံးဒီပုံစံနဲ့ပြန်တိုက်သွားတယ်ဟုဒေသနေပြည်သူတဦးကပြောပါတယ်။ထို့သောဓမြတိုက်သည့်ကိစ္စနဲ့ပတ်သက်၍ရကြေးတာဝန်ရှိသူများကစစ်ကော်မရှင်အရာရှိများထံတိုင်ကြားခဲ့ရာပြစ်မှုကျူးလွန်သူတပ်သား2ဦးယူဆောင်သွားသည့်ဘက်ထရီနဲ့ဆိုလာပြားကိုအင်ရှင်တန်ပြန်လည်ပို့ဆောင်ပေးခဲ့တော်လဲကြံရှိသည့်စားသောက်ပွဲရများနဲ့ငွေကြေးများကိုပြန်လည်ပေးခြင်းမရှိကြောင်းသိရှိရပါတယ်။ပြစ်မှုကျူးလွန်တဲ့တပ်သားကိုတော့အရေးယူမယ်လို့တော့ပြောပါတယ်။ဒါပေမဲ့ဘယ်လိုအရေးယူမယ်တော့မသိဘူးပေါ့။ယူသွားတဲ့ဆိုလာပြားတွေဘက်ထရီအိုးတွေတော့ပြန်လာပို့ပေးပါပြီ။ကျန်တဲ့စားသောက်ပွဲရတချို့တော့သုံးကုန်ပြီမို့လို့နောက်မှပြန်ဆောင်ရွက်ပေးမယ်လို့ပြောတယ်။အခုထိတော့ဘာမှပြန်မပေးသေးဘူးဟုဒေသနေပြည်သူတို့ကပြောကြားပါတယ်။အဆိုပါမိုးရီကျေးရွာအုပ်စုကိုလွန်ခဲ့သည့်အောက်တိုဘာလကစစ်ကောင်ရှင်တပ်ကထိုးစစ်ဝင်ရောက်ခဲ့ပြီးလက်ရှိအချိန်ထိစစ်ကောင်ရှင်တပ်စိုးမိုးလှုပ်ရှားသည့်နေရာဖြစ်ကြောင်းသိရှိရပါတယ်။ရွှေကုတ်ကိုကြားဖြတ်မြို့တင်မှာအထက်မြက်အဆောက်အုံထုကိုစစ်တပ်ကဖောက်ခွဲပျက်စီးကြောင်းသိရပါတယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကိုကြားဖြတ်မြို့တင်မှာအထက်မြက်စောက်အုံထုကိုစစ်တပ်ကဖောက်ခွဲပျက်စီးလိုက်ကြောင်းထိုင်းမြန်မာနယ်စပ်မှစေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။ဒီဇင်ဘာလ3ရက်နေ့မွန်လွယ်12:30မိနစ်အချိန်ရွှေကုတ်ကိုကြားဖြတ်မြို့တင်အတွင်းမှာအထက်မြက်အဆောက်အုံကိုမြန်မာစစ်တပ် BGF နဲ့ရဲများကမိုင်းခွဲဖြိုချလိုက်ကြောင်းသိရှိရပါတယ်။အထက်မြက်အဆောက်အုံကိုစစ်တပ် BGF နဲ့ရဲတွေကမိုင်းခွဲဖြိုချလိုက်တယ်။ဒီဘက်အထိကိုဖုံမုံတွေအလုံးလိုက်တက်လာတယ်။ရွှေကုတ်ကိုထဲမှာပထမဆုံးမိုင်းခွဲဖြိုချတာမြင်ရတာဟုထိုင်းမြန်မာနယ်စပ်မှစေးတရင်ရင်းမြစ်ကရှင်းပြပါတယ်။ရွှေကုတ်ကိုမြို့ကိုစစ်တပ်ကနိုဝင်ဘာ18ရက်မှစတင်စစ်ဆေးခဲ့ရာယနေ့အထိကြားဖြတ်အဆောက်အုံ169လုံးချိတ်ပိတ်ခဲ့ကြောင်းယနေ့တွင်ရွှေကုတ်ကိုပထမဆုံးစတင်ဖောက်ခွဲခြင်းဖြစ်ကြောင်းသိရှိရပါတယ်။
စစ်တပ်က KK ဖအပိုင်း3နယ်မြေအတွင်းရှိကြားဖြတ်အဆောက်အုံ425လုံးအနက်140လုံးစစ်တပ်ကဖြိုချဖျက်ဆီးခဲ့ကြောင်းနဲ့ KK ဖပင်မနယ်မြေအတွင်းရှိကြားဖြတ်အဆောက်အုံစုစုပေါင်း635လုံးအနက်288လုံးကိုဖြိုချဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ရိုင်ကော်မြို့နယ်ကုန်းပေါင်းကျေးရွာကိုစစ်ကြောင်းထိုးလာသောစစ်တပ်ကိုတိုက်ခိုက်မှုကြောင့်စစ်သား20ဦးသေဆုံးပြီးတနက်22လက်သိမ်းဆီးရရှိကြောင်းသိရှိရပါတယ်။ကရင်ပြည်နယ်ရိုင်ကော်မြို့နယ်ကုန်းပေါင်းကျေးရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သား20ဦးသေဆုံးပြီးတနက်22လက်သိမ်းဆီးရရှိခဲ့ကြောင်းအမှတ်1335တပ်ရင်ရှမ်းတောင်မှတာဝန်ရှိသူတဦးကပြောပါတယ်။နိုဝင်ဘာလ10ရက်နေ့တွင်ရိုင်ကော်မြို့နယ်ကုန်းပေါင်းကျေးရွာကိုစစ်ကြောင်းထိုးရန်ထွက်လာသောအကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာအရောက်တွင်ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သား20ဦးသေဆုံးကတနက်22လက်သိမ်းဆီးရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လှန်ရေးရဲဘော်များအထစ်အခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ကြောင်း2ကြောင်းကရွာထဲကိုထိုးလာတာအထက်ကမှအဓိကစစ်ကြောင်း150ပါစစ်ကြောင်းကိုခြေမုံနိုင်ခဲ့တာပါ။တနက်က22လက်ရတယ်စစ်ခွေးဘက်ကအသေးပြောက်က20နီးပါးသေဆုံးတယ်စစ်ခွေးစစ်ကြောင်းကလင်ဖုန်ကြီးရွာကထွက်လာတဲ့စစ်ခွေးစစ်ကြောင်းပါသူကကိုရီခန်စစ်ပြင်ထားတဲ့ရွာကိုဝင်တိုးတာခြေမုံရင်းနဲ့ drone ပေါင်းပြီးပြန်တွယ်နိုင်ခဲ့တာပါလက်ရှိမှာစစ်ခွေးစစ်ကြောင်းကလင်ဖုန်ရွာထဲမှာရှိပါတယ်ဟုအမှတ်1335တပ်ရင်ရှမ်းတောင်မှတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကို KA KNDF PDF တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လင်ဖုန်ရွာထဲ၌ရှိနေသေးကြောင်းသိရှိရပါတယ်စစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတစ်တက်လာပြီးနောက်နေ့ပြုတ်ကျမည်ဟုကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောပါတယ်။အကြမ်းဖက်စစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတစ်တက်လာပြီးနောက်နေ့ပြုတ်ကျမည်ဖြစ်ကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ29ရက်နေ့မသိမ်းမြို့တွင်ပြုလုပ်သောကျန်းဖို့ပါတီမဲဆွယ်စည်းရုံးပွဲတွင်ကျန်းဖို့ခင်ကြီးကထိုးထုတ်ပြောဆိုလာခြင်းဖြစ်ပါတယ်။ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးရတွင်စစ်တပ်နဲ့အစဉ်ပြေသောပါတီကိုသာမဲပေးရမည်ဖြစ်ကြောင်းစစ်တပ်နဲ့အစဉ်မပြေသောအစိုးရတပ်မှတက်လာပြီးနောက်တနေ့တွင်ပြုတ်ကျသွားမည်ဖြစ်ကြောင်းထို့ကြောင့်စစ်တပ်နဲ့အစဉ်ပြေသောပါတီကိုစံထား၍ရွေးချယ်ရမည်ဖြစ်ကြောင်းကျန်းဖို့ခင်ကြီးကပြောဆိုပါတယ်အစိုးရတပ်ကတပ်မတော်နဲ့ကြောချင်းကရင်ချင်းကမဆောင်ရွက်နိုင်ဘူးဆိုရင်တေးကြတယ်ဒီအစိုးရနောက်နေ့ပြုတ်ကျမှာဒါကိုစံထားပြီးရွေးရမယ်တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာအတွေ့အကြုံရှိသောအဖွဲ့အစည်းမျိုးလူပုဂ္ဂိုလ်မျိုးအရေးကြီးတယ်ထူထောင်တာနဲ့စွန့်ရည်ရှိတဲ့လူမျိုးလှုပ်ဖူးကင်ဖူးတဲ့လူမျိုးလိုတဲ့ဟုကျန်းဖို့ခင်ကြီးကပြောဆိုပါတယ်စစ်တပ်ကရွေးကောက်ပွဲလုပ်ရန်အချိန်ကြီးကလာသည်နဲ့အမျှစစ်ကောင်းဆောင်မရောက်နိုင်ကလည်းရွေးကောက်ပွဲတွင်စစ်တပ်နဲ့တဟအဇာတဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုသာမဲပေးရွေးချယ်ရန်ဒီဇင်ဘာ1ရက်နေ့ပြင်းလွင်ရှိဝန်ထမ်းများတွေ့ဆုံစဉ်တရားဝင်ပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလာပါတယ်။ဆန္ဒမဲများပေးရတွင်တိုင်းပြည်နဲ့ဒေသအကျိုးကိုဆောင်ရွက်နိုင်သူတို့တာဝန်အရေးသုံးပါးကိုလိုက်နာဆောင်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်တည်ရှိနေတွေ့တည်ရှိနေမည်အခိုင်အမာဆုံးသောဖွဲ့စည်း institution ဖြစ်တဲ့ဖြင့်စစ်တပ်နဲ့တဟဇာတဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ဆန္ဒမဲပေးရန်လိုကြောင်းမရောက်နိုင်ကပြောဆိုခဲ့ပါတယ်။ရွေးကောက်ပွဲအတူကိုတရားမျှတသိက္ခာရှိတဲ့ရွေးကောက်ပွဲဟုမရောက်နိုင်ကသူ့ဗိုလ်လောင်းများနဲ့တွေ့စဉ်အရှက်တရားကင်းမဲ့စွာတုံ့နှုံပြောကြားလိုက်ပါတယ်။တိုင်းပြည်အာဏာကိုမတရားသဖြင့်သိမ်းယူပြီးနိုင်ငံခေါင်းဆောင်တွေပါဝင်ပြည်သူပေါင်း3000ကျော်ကိုမတရားဖမ်းဆီးထောင်ချထားတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မရောက်နိုင်ကသူတို့စစ်တပ်ဥဆောင်ပြုလုပ်မဲ့အတူရောက်ရွေးကောက်ပွဲကိုတရားမျှတသိက္ခာရှိတဲ့ရွေးကောက်ပွဲလို့အရှက်တရားကင်းမဲ့စွာတုံ့နှုံပြောကြားလိုက်ပါတယ်။ပြည်ုံလေးမှာပြုလုပ်တဲ့စစ်တပ်ကတို့ DSA အတင်အပတ်စဉ်60ဆင်းပွဲမှာအကြမ်းဖက်မရောက်နိုင်ကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ပါတီစုံဒီမိုကရေစီဖြစ်တာနဲ့အညီနိုင်ငံရေးပါတီများလွှတ်တော်ကိုယ်စားလှယ်များတရားမျှတစွာပါဝင်ရှင်ပြိုင်ကြဖို့လိုတယ်။နိုင်ငံတော်ဆိုရအနေနဲ့ရွေးကောက်ပွဲကိုတရားမျှတတဲ့တိတ်ခါရှိတဲ့ရွေးကောက်ပွဲဖြစ်အောင်မြင်စွာကျင်းပနိုင်ရေးဘက်ပေါင်းစုံကစ조사လှုပ်ဆောင်နေတယ်လို့အကြမ်းဖက်စစ်ကောင်းဆောင်ကဆိုပါတယ်။ဒါအပြင်ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးကအတ္တမစစ်မှုထမ်းစေခိုင်းနေတဲ့အပေါ်မှာလည်းဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်ကဦးဆောင်ပြီးပြည်သူတွေပါဝင်တဲ့ကာကွယ်ရေးဗျူဟာဖော်ဆောင်ကျင့်သုံးနေတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။အလားတူ NUG နဲ့ CRPH အပါအဝင် NCA မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့ဒိုင်းရင်သားလက်နက်ကိုင်အဖွဲ့တို့ဟာရွေးကောက်ပွဲကတဆင့်ပြည်သူရွေးချယ်တဲ့အစိုးရတရက်ဖြစ်ပေါ်လာရင်ဆက်လက်ရပ်တည်ဖို့ခက်ခဲလာနိုင်တဲ့အတွက်ရွေးကောက်ပွဲကိုအနှောက်အယှက်ဖြစ်အောင်လုပ်နေတာလို့ဆွဆွဲပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံရေးကြက်တဲကိုဖြည့်ရှင်းနိုင်ဖို့ဆောင်ရွက်ရမယ့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုတောင်အကောင့်ထဲမှာပေါ်နိုင်တဲ့စစ်ကောင်းဆောင်မရောက်နိုင်ရာငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဖြစ်ချင်တာတွေကိုပြောဆိုနေမဲ့အစားဖြစ်တဲ့နာတွေကိုပြောဆိုပြီးဖြစ်နိုင်တာတွေကိုလှုပ်ဆောင်ရမယ်လို့လည်းပြောဆိုခဲ့ပါသေးတယ်။